အားလုံးပဲမင်္ဂလာပါဒီနေ့ဘုရားသခင်ပြင်ဆင်ထားတဲ့ညနေခင်းဒီအချိန်လေးမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဆက်လက်ပြီးတော့ကျွန်တော်အနေနဲ့တက်တည်ခံချင်ပါတယ်လို့နော်ဒီနေ့ဒီနေရာလေးမှာရောက်ရှိတဲ့အချိန်မှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်လို့ဆိုရရကရှမတေခရင်အခန်းကြီး9အပိုင်းငယ်24ကနေ26ကျမ်းပိုက်လေးကိုကျွန်တော်စိတ်ချမိတဲ့အရာဖြစ်ပါတယ်လို့နော်အဲဒါကြောင့်အဲဒီကျမ်းပိုက်ကိုဖတ်ပြီးတော့ကျွန်တော်အနေနဲ့တက်တည်ခံချင်ပါတယ်လို့ရှမတေခရင်အခန်းကြီးခုနှစ်အပိုင်းငယ်24 26အချင်းကြီးငါဟောပြောတော့ဤစကားကိုကြားရနားထောင်ဤထိုသူဒီကြောက်ပေါ်မှာအိမ်ဆောက်တော့ပညာရှိနေသူเจ้าကိုငါပုံပြမည်တဲ့မိုးရွာ၍ရေစီးသည်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိတော့ကြောက်ပေါ်မှာတည်တော့ကြောက်မပြိုမလဲနေ၏တဲ့အချင်းကြီးငါဟောပြောတော့ဤစကားကိုကြား၍နားမထောင်ဘဲနေ၏ထိုသူဒီတဲပေါ်မှာအိမ်ဆောက်တော့လူမိုက်နေသူเจ้าကိုငါပုံပြမည်ဒီနေ့ခရစ်တော်ဘုရားပြောထားတဲ့ပုံဥပမာဖြစ်ပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာခရစ်တော်ဘုရားကသူဟောပြောတဲ့စကားအပေါ်မှာယက်တည်ပြီးတော့တကယ်ယုံကြည်စိတ်ချစွာဘုရားစကားကိုတန်တရားမရှိဘဲနဲ့တွားတဲ့အသက်တာကဘာနဲ့တူလဲဆိုကြောက်ပေါ်မှာအိမ်ဆောက်တဲ့ပညာရှိနဲ့တူတယ်မိုးရွာတယ်ရေစီးတယ်လေလာတယ်တိုက်တဲ့အချိန်မှာအဲ့ဒီအိမ်ကမပြူမလဲဘူးနောက်တစ်ယောက်ကြတော့တဲပေါ်မှာအိမ်ဆောက်တဲ့အကြောင်းကိုဘာကိုဖော်ပြလဲဆိုတော့တဲပေါ်မှာအိမ်ဆောက်တယ်ဆိုတာကတဲပေါ်မှာအိမ်ဆောက်တဲ့အရာကလောကအရာကိုအိမ်ဆောက်ထားတယ်တိဆောက်ထားတဲ့အရာကိုဖော်ပြခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့ပညာကိုယ့်ရဲ့ငွေကြေးကိုယ့်ရဲ့အခြေအနေကောင်းရင်အဲ့ဒီအပေါ်မှာရက်တည်ထားတဲ့သူတယောက်ကတဲပေါ်မှာအိမ်ဆောက်ထားတယ်နဲ့တူပါတယ်လို့နော်အဲကြောင့်မိုးရွာတယ်ရေစီးတယ်လေလာတဲ့အချိန်မှာအဲ့ဒီအိမ်ကပြိုလဲသွားတယ်ဆိုတော့အဓိကအကြောင်းရင်းကဘာလဲဆိုတော့ကျွန်တော်တို့ကဒီကနေ့ဝိညာဉ်ရေးရမှာကျွန်တော်တို့ဘလောက်ပဲကျင့်ကြက်နော်ကြောက်ပေါ်မှာပဲအိမ်ဆောက်တဲပေါ်မှာပဲအိမ်ဆောက်ဘုရားသခင်ပြောထားတဲ့အရာကမိုးရွာတယ်ရေစီးတယ်လေလာတယ်ဆိုတာဘဝမုန်တိုင်းတွေလူတိုင်းကိုကြုံရမှာဖြစ်ပါတယ်လောကမှာနေထိုင်တွာလာတဲ့အချိန်ပါခရစ်ယာန်ဘာသာဗုဒ္ဓဘာသာဘယ်ဘာသာဘယ်လိုအစစ်တမ်းမရှိကျွန်တော်တို့ကဒီလောကမုန်တိုင်းကိုကြုံရမှာဖြစ်ပါတယ်တို့တော့ခရစ်တော်ဘုရားပြောထားတဲ့အရာကသူ့ရဲ့စကားတော်သူ့အပေါ်မှာရက်တည်ထားတဲ့သူ့အပေါ်မှာမိခိုထားတဲ့တက်တာကြတော့ဘယ်လိုမုန်တိုင်းကိုမကြိုက်တဲ့မုန်တိုင်းဘယ်လိုပဲကြုံကျွန်တော်အသက်တာမှာခရစ်တော်ဘုရားရဲ့နော်စကားတော်အပေါ်မှာရက်တည်ထားတော့ကျွန်တော်အသက်တာကပြူလဲခြင်းမရှိဘူးဝမ်းနည်းခြင်းမရှိဘူးဝမ်းမြောက်ခြင်းပဲကျွန်တော်ခံစားရမှာဖြစ်ပါတယ်အဲကြောင့်ဘဝမုန်တိုင်းဘလို့ပဲကြုံကျွန်တော်အသက်တာမှာကျွန်တော်ဝမ်းမြောက်ခြင်းပဲကြုံတယ်ဘာဖြစ်လို့လဲပြဿနာရှိတော်များလည်းပဲခရစ်တော်ရဲ့စကားတော်အပေါ်မှာကျွန်တော်ရက်တည်ထားတော့ကြောင့်ဖြစ်ပါတယ်ကြောင့်တဲပေါ်မှာအိမ်ဆောက်တယ်ဆိုတဲ့အဓိကရည်ရွယ်ချက်ဒီဘဝမုန်တိုင်းတိုက်ခိုက်တဲ့အချိန်မှာကျွန်တော်တို့ကအခြေအနေတစ်ခုပေါ်မှာရက်တည်ထားလို့ကြောင့်အခြေအနေမကောင်းတဲ့အချိန်မှာကိုယ့်ငွေကြေးကိုယ့်ရဲ့ကျန်းမာရေးမကောင်းတဲ့အချိန်မှာကျွန်တော်အသက်တာကပြူလဲသွားတဲ့အရာလေးကိုဒီနှုတ်ကပတ်တော်ကပေါ်ပြလာတာဖြစ်ပါတယ်ကြောင့်ဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာနိုင်ငံခြားမှာပဲနေမြန်မာပြည်မှာပဲနေအဓိကကျွန်တော်အသက်တာကကြောက်တီးဟူသောခရစ်တော်ပေါ်မှာရှက်တီဖို့ကျွန်တော်အင်မတန်မှအရေးကြီးပါတယ်လို့နော်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာအရေးကြီးတဲ့အရာကဘာလဲဆိုတော့သခင်ယေရှုခရစ်တော်ဖခင်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်မယုံကြည်လက်မခံမရရှိဒီပါကတော့ယေရှုခရစ်တော်ဖခင်ကိုမိမိကယ်တင်ပိုင်ရှင်အရှင်သခင်ဖြစ်နံပါတ်1အနေနဲ့လက်ခံဖို့အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်တနည်းအားဖြင့်ခရစ်တော်ဖခင်မဟုတ်ရင်ကျွန်တော်တို့ဘဝကအလကားပဲအချီးဖြစ်တယ်လောကမှာနေထိုင်တဲ့အချိန်ပါမွေးလာတာသခင်ယေရှုခရစ်တော်ဖခင်အသေးခံအသွေးသွင်းခြင်းကိုတကယ်လက်မခံရင်လူဖြစ်ရကျူမနှက်ဘူးဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်ဗုဒ္ဓဘာသာမွတ်စလင်ဘာသာဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ခရစ်တော်ဖခင်ရဲ့အသေးခံအသွေးသွင်းခြင်းကိုကျွန်တော်ယုံကြည်မယုံကြည်လက်မခံဘူးဆိုရင်လောကမှာနေထိုင်လူလာဖြစ်တာကခင်ဗျာဘယ်မျိုးရိုးဘယ်အတိုင်းဝမ်ဘလောက်ကြီးလောကမှာတည်သွားရင်တော့တမလို့မှာအပင်ငရဲကနေမလွတ်ဘူးဆိုတဲ့အရာလေးကိုကျွန်တော်အနေငယ်ထပ်ပြီးတော့သိခံချင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အသက်ရှင်သွားလာတဲ့အချိန်မှာကျွန်တော်တို့လက်နော်ဆက်တော့လက်မကွေးမီကျွန်တော်အချိန်ရှိတဲ့အချိန်မှာခရစ်တော်ဘုရားရဲ့အသေးခံအသွေးသွင်းခြင်းကိုယေရှုခရစ်တော်ဘုရားမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံဖို့ထပ်မံပြီးတော့အနေငယ်သိခံချင်တာဖြစ်ပါတယ်လို့အရောက်ချင်းစီများဘုရားရှင်ကောင်းချီးပေးပါစေအာမင်